မင်္ဂလာပါရှင်2026ခုနှစ်ဧပြီလ10ခုနှစ်ရက်ဟာမြန်မာတို့ရဲ့21ရက်နေ့ပါပုံမှန်ဆိုရင်တော့နှစ်သက်မှာစိတ်သက်လူသက်နဲ့ကုသိုလ်ကောင်းမှုပြုကြတဲ့အေဂျင့်နဲ့နေ့တနေ့ပေါ့ဒါပေမဲ့ဒီနေ့ရဲ့21ရက်နေ့ဟာမြန်မာနိုင်ငံရေးအတွက်တော့အလွန်ကိုလှုပ်ခတ်မှုပြင်းထန်တဲ့နေ့တနေ့ဖြစ်လာပါတယ်နိုင်ငံတော်သမ္မတဟောင်းဦးဝင်းမြင့်လွတ်မြောက်လာခြင်းနဲ့အတူဒေါ်အောင်ဆန်းစုကြည်ရန်ကုန်နေအိမ်ကိုပြန်ရောက်လာတော့မလားဆိုတဲ့သတင်းတွေဟာတပြည်လုံးကိုဟိုးကျော်သွားစေခဲ့ပါတယ်ပထမဆုံးအနေနဲ့အကျဉ်းသားလေး300ကျော်လွတ်မြောက်တဲ့သတင်းကိုကြည့်ရအောင်ပါဒီထဲမှာအထင်ရှားဆုံးကတော့သမ္မတဟောင်းဦးဝင်းမြင့်ဖြစ်ပါတယ်သူဟာနေပြည်တော်ကနေမိသားစုရှိရာကိုပြန်ရောက်သွားပြီလို့အတည်ပြုချက်တွေထွက်လာပါတယ်ဒါပေမဲ့ဒီနေရာမှာကျမတို့သတိထားရမယ့်အချက်ကရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်လေးရတဲ့ပါဒါဟာချွင်းချက်မရှိလွတ်ပေးတာမျိုးမဟုတ်ပဲနောက်တစ်ကြိမ်အမားလို့ရင်ကျန်တဲ့ပြည်တံတွေပါပြန်ခံရမယ်ဆိုတဲ့စည်းကမ်းချက်ပါနေပါတယ်နိုင်ငံရေးလေ့လာသူတွေကတော့ဒါဟာလွတ်လပ်ခွင့်ပေးလိုက်တာထက်ထိန်းချုပ်မှုပုံစံပြောင်းလိုက်တာလို့သုံးသပ်ကြပါတယ်နိုင်ငံတကာဖိအားတွေကြားမှာနိုင်ငံရေးအရာအသက်ရှူပေါက်ရအောင်လှုံ့ဆော်တဲ့စစ်တူရင်ကွက်တစ်ခုလားဆိုတာစဉ်းစားစရာပါတစ်ချိန်တည်းမှာပဲရန်ကုန်မြို့တက္ကသိုလ်ရေးတာလန်းကချမ်းမှတ်54ရှေ့မှာတော့ထူးထူးခြားခြားလူစုလူဝေးတွေရှိနေပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်ကျယ်ကျုပ်ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းကြောင့်ပြည်သူတွေဟာမျှော်လင့်ချက်ကြီးစွာနဲ့စောင့်နေကြတာပါခရီးရိုးနဲ့နီးစပ်သူတွေစီကအတည်ပြုချက်မရသေးပေမဲ့ချက်ရှိမှာလုံခြုံရေးတွေထပ်တိုးချထားတာအစိုးရတာဝန်ရှိသူတွေလာကြည့်သွားတာတွေကတခုခုတော့ထူးခြားနေပြီဆိုတာပြနေပါတယ်နေပြီးတော့အကျဉ်းထောင်တွေကထက်စီရင်နေအိမ်ကျယ်ကျုပ်ဟာကျန်းမာရေးနဲ့လူမှုရေးအရာပိုကောင်းနိုင်ပေမဲ့ဒါဟာလွတ်မြောက်မှုလို့အပြည့်အဝခေါ်နိုင်ပါမလားကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူဒါယက်စ်ကတော့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးကျင်းသားအားလုံးကိုချွင်းချက်မရှိလွတ်ပေးဖို့ထပ်လောင်းတောင်းဆိုထားပါတယ်ဒီလိုခြေအနေတွေမှာကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ်တစ်ဂျူလီဘီရှော့အထွေတဲ့မက်ဇလီရဲ့အခမ်းကဏ္ဍကလည်းစိတ်ဝင်စားစရာပါအတွင်းရေးမှူးချုပ်ဂူဒါယက်စ်ကဂျူလီဘီရှော့အနေနဲ့သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းထားပါတယ်ဒီကနေ့လူငင်းချမ်းသာခွင့်ဟာနိုင်ငံတကာနဲ့အာဆီယံကိုငါတို့လိုက်လျောမှုတွေလုပ်နေပြီးလိုပြချင်တဲ့ပြေးဥတစ်ခုလားဒါမှမဟုတ်တကယ်ပဲတွေ့ဆုံဆွေးနွေးရေးလမ်းစကိုဖော်ဆောင်မှာလားကုလသမဂ္ဂလူ့ခွင့်ရေးမဟာမင်းကြီးပေါ်ကာဒကတော့အကြမ်းဖက်မှုတွေအမြန်ဆုံးအဆုံးသတ်ဖို့လိုအပ်နေပြီလို့တတိပေးထားပါတယ်